Okay ဒီနေ့မှာတော့ brother တို့အတွက်ကျွန်တော်ဒီ Smile One website ကိုဘယ်လိုအသုံးပြုရမလဲပြီးတော့ Smile One ကိုဘယ်လိုဖွင့်ရမလဲဆိုတာတွေကိုကျွန်တော်အသေးစိတ်ရှင်းပြပေးတော့မှာပြောရဲ Okay အဲဆိုတော့ကျွန်တော်ဒီရုပ်ရှင်မနေတော့ဘူးကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်နော် Okay ကျွန်တော်မစခင်မှာကျွန်တော်တခုပြောချင်တယ်ကျွန်တော်ရဲ့ဒီ channel လေးကိုကျွန်တော် subscribe လေးလုပ်သွားဖို့နဲ့ပြီးရင်သဘောကျဆိုရင် like လေးတစ်ချက်လောက်ကြီးကူညီပေးသွားဖို့ကျွန်တော်အကြံပြုချင်ပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ဒီ channel လေးမှာကျွန်တော်ဒီ gain နဲ့ပတ်သက်တာတွေကိုပြီးတော့တခြား knowledge sharing တွေကိုတင်ပြီးတော့မှာဖြစ်ပါတယ်ပြီးတော့နောက်ပိုင်း gain swing တွေပါတယ်လဲလာရရှိရအတွက်အားကြောင့်မလို့ကျွန်တော် channel လေးကို subscribe လေးလုပ်သွားပေးဖို့ကျွန်တော်မြတ်တာရက်ခံချင်ပါတယ် TikTok အကြည့်နေလူတွေအတွက်လည်း follow လေးနဲ့ပြီးတော့ like လေး share နှိပ်သွားဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ် okay ကျွန်တော်လေကြောရှင်နေများပြီကျွန်တော်ဗီဒီယိုလေးကိုဆက်လိုက်အောင် let's go Okay ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ဒီမှာ Smile One ကောက်ဖွင့်မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ဒီ browser ဖြစ်ပြီး Chrome ဖြစ်တခုလုံးဝပေါ့နော်ဒီ Smile One application ကို download အတွက်လည်းကျွန်တော်ဒီ Chrome ဖြစ်ပြီး browser ဖြစ်တခုလုံးမယ်ကျွန်တော်အနေနဲ့ဒီ Chrome မှာပဲကျွန်တော်အနေနဲ့ဒီ Chrome နဲ့ပဲဆန့်ပြထားမယ်နော် browser အနေနဲ့ဒီတခြား browser ဖြစ်ပြီးလည်းရရနော်ကျွန်တော်အနေနဲ့ဒီ Chrome နဲ့ကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်ဒီ search bar လေးမှာပေါ့နော်အဲ့မှာ search bar လေးမှာကျွန်တော် Smile One ဆိုပြီးတော့တစ်ချက်ရှာကြည့်လိုက်မယ်နော် Smile One ဆိုပြီးတော့ရှာလိုက်မယ် Okay အဲ့ Smile One အဲ့မှာ download တို့ app တို့ဘာလို့ပေါ်လိုက်မယ်ကျွန်တော် Smile One download တွေချက်ဝင်လိုက်မယ်နော်အဲ့မှာဆိုရင်ကျွန်တော်တို့ဒီမှာapplication download နေလူတွေအတွက်လည်းအဲ့မှာ Smile One Android application download ဆိုပြီးတော့ရှိရနော် idea ပြီးတော့ကျွန်တော်တစ်ချက်ဝင်ပြီးတော့ download ရတယ်ကျွန်တော်တို့ဒီမှာ down ပြီးတော့မပြတော့ဘူးကျွန်တော်တို့ဒီ website တွေကိုတစ်ချက်သွားလိုက်မယ်နော်အဲ့ဒါမတောင်းမဲနဲ့ဒီ website တွေကိုပဲဝင်ပြီးတော့သွားကျင်တဲ့လူတွေအတွက်လည်းကျွန်တော်အဆင်ပြေပေါ့နော်ဒီမှာကျွန်တော်အနေနဲ့အဲ့လေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော် Smile One website ကိုတိုက်ရိုက်ရောက်သွားလိမ့်မယ်ကျွန်တော်အနေနဲ့ဒီမှာဆိုရင်အကောင့်လည်းဖွင့်လို့ရမယ်ကျွန်တော်အကောင့်ဖွင့်ရင်ကျွန်တော်ပထမဆုံးပြောချင်တာဒီမှာအဲ့မှာအလံပုံစံလေးရှိပါတော့အဲ့မှာအပြောင်းဆက်လေးနဲ့အဲ့မှာဆိုရင်ကျွန်တော်ဘရာဇီးပြောင်းထားဖို့လိုမယ်ဘာလို့လိုမှာလဲဆိုတော့ဒီဘရာဇီးကကျွန်တော်အနေနဲ့ဒီလူသုံးမြင်လဲများတယ်ပြီးတော့ဈေးလဲတန်တယ်ဒီပတ်ကြီး UC တို့ Diamond တို့ဝယ်ချိန်ကြတယ်ကျွန်တော်ဈေးတန်နဲ့ရမယ်အဲကြောင့်မလို့ကျွန်တော်ဒီဘရာဇီးကိုပြောင်းခိုင်းတာပေါ့နော်ဒီတော့ကျွန်တော်ကောက်ဖွင့်ဖို့အတွက်ကတော့လေဒီအဲ့အလံလေးရဲ့ဘေးနားမှာအန်တာဆိုလားပါဆိုလားမသိဘူးအဲ့မှာအဲ့စာလေးတစ်ခုရှိရပေါ့နော်အဲ့အန်တာဆိုလားမသိအဲ့စာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ် Okay အဲ့ကောက်ဖွင့်ဖို့နဲ့အဲ့စာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်အဲ့မှာကျွန်တော် Google နဲ့ဖွင့်မလား Facebook နဲ့ဖွင့်မလားဒီ Apple နဲ့ဖွင့်လာပါညာဆိုပြီးတော့အမှအများကြီးရှိရပေါ့နော်အဲ့မှာကျွန်တော်အဲ့မှာ iPhone တွေပါဆိုတော့အမှ Apple နဲ့ဖွင့်ပြီးဘာနဲ့ဖွင့်ဝင်ရတယ်နော်အဲ့ကျွန်တော်တို့ Google နဲ့ဖွင့်ကြည့်လိုက်မယ်နော်ကျွန်တော်တို့ကတော့ဒီ Google နဲ့ဖွင့်ဖို့ပဲအကြံပြုတယ်ဘာလို့လဲဆိုတော့Google နဲ့ဖွင့်တော့ကျွန်တော်ဝင်ရထွက်ရတယ်ပြီးတော့ဒီအကောင့်ဝင်တာတွေပါကြတယ်အဆင်ပြေပို့ပြီးတော့လွယ်တယ်ပေါ့အဲ့မှာ Google ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာကျွန်တော်တို့ရဲ့ Gmail ကောက်တွေကျလာတယ်ပေါ့နော်Gmail ကောက်တွေကြာလာရင်ကျွန်တော်ဖုန်းထဲက Gmail ကောက်တွေကြာလာနိုင်မယ်ကျွန်တော်တို့အနေနဲ့ဒီကျွန်တော်အသုံးပြုမဲ့ Gmail ကောက်လေးတစ်ခုကိုကျွန်တော်တို့အနေနဲ့နှိပ်လိုက်အောင်ပဲเนาะအဲကျွန်တော်တို့အသုံးပြုမဲ့ Gmail ကောက်လေးတစ်ခုကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာတခါအကောက်ကဖွင့်ပြီးသားဖြစ်သွားပါလိမ့်မယ်ဟုတ်ပါဘာမှမလိုတော့ဘူးအဲ့အလီပါအဲ့ဆိုရင်ကျွန်တော်တို့အကောက်ကပွင့်သွားပါပြီအဲကျွန်တော်တို့အတွက်ဘာမှမလိုတော့အဲ့ဆိုရင်ပြီးသွားပြီဒါစမဝမ်အကောက်ဖွင့်ပြီးသွားပြီဒါကတခါတော့ပြီးသွားပြီเนาะကျွန်တော်အနေနဲ့ဒါစမဝမ်အကောက်ဖွင့်ပြီးသွားပါပြီအဲ့တော့ကျွန်တော်အနေနဲ့ဒီမှာစပြီးတော့ Diamond နေ UC တွေပါကျွန်တော်ထည့်လို့ရပြီအဲ့အကောက်ဖွင့်ပြန်ပြီးသွားအဲ့မှာကျွန်တော်တို့နေဒီမှာMobile G ဆိုအဲ့မှာ Magic Chat တို့ပါလို့အများကြီးရှိရပါတော့အဲ့မှာဒီအပြီးမရှာချင်လဲကျွန်တော်တို့ဒီမှာ search bar လေးမှာရှိရဒီကမတွေ့ဘူးဆိုရင်လည်းအဲ့အောက်ကမတွေ့ဘူးဆိုတော့ search bar လေးမှာကျွန်တော်တို့ပတ်ကြီး UC ပတ်ကြီးလို့ PUBG လို့ရှာအဲ့မှာနော်ပတ်ကြီး Mobile ကုတ်ဆိုပြန်မှာရှိတယ်အဲ့ဆိုလဲကျွန်တော်ပတ်ကြီးUC ပါထည့်လို့ရတော့ဒီမှာအန်ဆိုပြီးမတွေ့တော့Mobile ကြီးကျဲဆို Mobile ကြီးကျဲအဲ့မှာဘန်မန်ဆိုပြီးတော့အဲ့မှာကျွန်တော်အပေါ်ဆုံးမှာတက်လာပဲပေါ့နော်အဲ့ကပြီးတော့လေကျွန်တော်အဲ့မှာတစ်ချက်ဝင်လိုက်မယ်အဲ့ဆိုရင်ကျွန်တော်ဒါကျွန်တော်ရဲ့ Game ID နဲ့ Server ID ပါနော်အဲ့ Game ID နဲ့ Server ID ဖြည့်ရမယ်ပြီးရင်အောက်မှာကျွန်တော်နေဒီမှာ package တွေအများကြီးပေါ့နော်အဲ့ဒီဥစ္စာဆိုရင်အဲ့ဆိုရင်ပထမဆုံးစထည့်ရဲ့အခြေဆိုရင်50 black 50 100ရရဲ့ဥစ္စာပေါ့နော် Table Diamond လို့လည်းခေါ်ကြတယ်ဒါကတော့နှစ်ဆရရဲ့စိတ်နေပါဒါပေမဲ့ပထမဆုံးတစ်ချိန်ပဲရတာနော်နောက်တစ်ချိန်ထည့်ရင်55လုံးပဲရတော့တယ်ပထမဆုံးတစ်ချိန်ပဲရတာပါသူကအဲ့အောက်မှာဆိုရင်လည်း package တွေအများကြီးရှိမယ်အဲ့မှာတခြား package တွေရောအများကြီးရှိမယ်ဒီမှာကျွန်တော်တို့ဒီမှာ88လုံးရဲ့8လုံးရဲ့ဆိုရင်အဲ့မှာ
86လုံးအဆိုပြီးအဲ့လိုမျိုးပေါ့နော်အမြတ်တင်ပြီးတော့ကျွန်တော်86လုံးဘလောက်ဆိုအမြတ်တင်ပြီးတော့ကျွန်တော်တို့အနေနဲ့ရောင်းရတယ်ဒီအောက်ဘက်ဒီမှာဆိုရင် weekly pack တို့ဘာလို့ရှိမယ်နော်အဲ့ weekly pack တို့ဘာလို့ရှိမယ်အဲ့မှာကျွန်တော်ထည့်မဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်အဲ့လိုအမှန်ကြီးလေးပေါ်သွားပြီဆိုရင်ကျွန်တော်အနေနဲ့ဒီမှာ smile coin ဆိုပြီးတော့ကျွန်တော်ရှိရအောင်နော်ဒါပေမဲ့အဲ့ဒီဥစ္စာကိုကျွန်တော်အရင်မပြောခင်မှာကျွန်တော်အဲ့ smile coin ဘယ်ရရလဲဆိုတော့ကျွန်တော်တစ်ချက်ပြောပါမယ်နော်ဒီကျွန်တော်ရဲ့အကောက်လူပုံစံလားခွေးပုံစံလားမသိအဲ့ကောင်လေးတစ်ချက်နှိပ်လိုက်နော်အဲ့ကောင်လေးချက်နှိပ်လိုက်ပြီဆိုရင်အဲ့မှာကျွန်တော်ပြထားတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်အဲ့ပေါ်ဆုံးကစာလေးနော်အဲ့မှာကျွန်တော်ဝိုင်းပြထားမယ်နော်ကျွန်တော်ချက်ဝိုင်းပြပြီးရင်ကျွန်တော်ဘယ်တော့မသိဘူးအဲ့စာလေးအဲ့ကောင်လေးကိုကျွန်တော်အနေနဲ့ကျွန်တော်တစ်ချက်နှိပ်လိုက်မယ်နော်အဲ့လိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီထက်ကိုရောက်သွားမယ်ကျွန်တော်အကောက်ထဲကိုရောက်သွားမယ်အဲ့မှာကျွန်တော်26 coin ရှိရပါတော့ကျွန်တော်အနေနဲ့ကတော့ဘရာဇီး coin ပေါ့နော်ဘရာဇီး coin 26 coin ရှိရဒီမှာ activation code ဆိုတာမျိုးအဲ့စာလေးရှိရအဲ့ကျွန်တော်ကဒီထဲမှာထည့်ဖို့အတွက်ဒီ smile 1 code ပေါ့နော်အဲ့ smile code ကိုကျွန်တော်တို့ဒီ seller ရှိရပြီးတစ်ချက်သွားပြီးတော့ဝယ်ဖို့တော့လိုအပ်တယ်ဒီ Telegram မှာလည်းဒီ smile code ရောင်းတဲ့ seller တွေပါအများကြီးရှိရပေါ့နော်ပြီးတော့ကျွန်တော်ရှိမှလည်းဒီ smile code လာဝယ်လို့ရတယ်အဲ့မှာကျွန်တော်တို့အနေနဲ့ဒီ smile code 300ဆို300 1000ဆို1000ကျွန်တော်တို့ပေးပြီးတော့ဝယ်လိုက်အဲ့မှာဒီ smile code ဟုတ်300ဆိုဘယ်လောက်လဲ smile code 1000ဆိုရင်ဘယ်လောက်လဲဆိုပြီးတော့ကျွန်တော်တို့အနေနဲ့ဒီပတ်စံပေးပြီးတော့ဝယ်လိုက်မယ်ဝယ်ပြီးရင်သူတို့အဲ့ code လေးချပေးလိမ့်မယ်နော်အဲ့ code လေးကိုကျွန်တော်က copy ယူပြီးရင်ဒီအကွက်လေးထဲမှာကျွန်တော်တို့ paste ချလိုက်အဲ့ကွက်လေးထဲမှာ paste ချပြီးတော့ဒီမှာကျွန်တော် return to my account ဆိုတဲ့ဟာလေးကိုကျွန်တော်ရှိရပါတော့ဒီဘက်ကဆိုရင်တော့ကျွန်တော်ဒီ my bind code ဆိုတာလေကျွန်တော်ကိုယ်တိုင်တိုက်ရိုက်ဝယ်ပါတော့ဒါပေမဲ့ကျွန်တော်အနေနဲ့ bind နဲ့အကောက်ဖွင့်ထားဖို့လိုတယ်ပြီးတော့ crystal နဲ့ပဲဝယ်လို့ရမယ်နော်ကျွန်တော်ဝယ်ခြင်းနဲ့ဆိုရင်ပေါ့နော်ပြီးတော့အဲ့ဒီဘက်မှာrecovery again ဆိုတာပါဆိုလို့မသိဘူးအဲ့ဒီဘက်ကactivation code ဆိုတဲ့ဒီဘက်ဘေးမှာစာလေးရှိသေးတယ်နော်အဲ့စာလေးကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်ဒီမှာ coin ကိုလည်းကိုယ်တိုင်ဝယ်လို့ရတယ်ဒါပေမဲ့ဘာလိုအပ်လဲဆိုတော့ကျွန်တော် crystal နဲ့မှဝယ်လို့ရမယ် cryptocurrency နဲ့မှဝယ်လို့ရမယ်เนาะ Binance အကောင့်တွေပါဖွင့်ပြီးတော့เนาะကျွန်တော်ကအဲ့လောက်ကြီးအလုံးရှုံမခံနိုင်ဘူးကျွန်တော်မှ Binance အကောင့်လေးပါလေးမရှိဘူးဆိုရင်ကျွန်တော်ဟိုအကြံပြုချင်တာကတော့ဒီ seller ရေးရပြီးတော့ဒီ smile code ကိုဝယ်ပြီးတော့ကျွန်တော်အနေနဲ့ဒီမှာကုတ်လာဖြည့်ပြီးတော့ထုတ်တာကိုပဲကျွန်တော်ပို့ပြီးအကြံပြုပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါပို့ပြီးတော့လဲဈေးသက်တာတယ်ပို့ပြီးတော့လဲတန်းလို့ပါပြီးတော့ဒီရပြီးတော့ဒီ website ကပြီးတော့တိုက်ရိုက်ဝယ်တာဈေးလည်းမတက်တာဘူးဗျာကျွန်တော်အနေနဲ့တန်လည်းမတန်ဘူးဈေးပိုကြီးပေါ့နော်10 ရောက်ဝယ်ထက်ဆိုင်အဲ့ဒါမို့လို့ကျွန်တော်တို့ဒီအကြံမပြုဘူးဒီကိုယ်တိုင်ဒါမှမဟုတ်ကိုယ်တိုင်ဝယ်ခြင်းဆိုတော့တပါးတဲ့သဘောကျွန်တော်အနေနဲ့ဒီအဲ့မှာကုတ်လေးရလိုက်တယ်ဒီမှာအဲ့ quality တွေမှာကျွန်တော် page ချလိုက်ပေါ့နော် page ချပြီးတော့ return to my account ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီမှာကျွန်တော်300ဆို300 1000ဆို1000ကျွန်တော်ဟိုအဲ့မှာကုတ်လေးရလာမှာပဲဖြစ်ပါတယ်နော်အဲ့နေရာမှာကျွန်တော်300ကုတ်ဝယ်ထားဆိုရင်300ကုတ်ဖြည့်ပြီးရတယ်ဒီမှာ300ကွာရလာမှာ1000ကုတ်ဝယ်ထားဆိုရင်1000ကုတ်ဖြည့်ပြီးရတယ်1000ကွာရလာမှာပေါ့နော်အဲ့လေးကိုသဘောတရားဖြစ်နားလည်လာဆိုရင်အဆင်ပြေပြီ browser အတွက်အဲ့လိုမျိုးဟိုဝယ်လို့ရပြီအဲ့လိုမျိုးအဲ့လို coin လေးရလာဆိုရင်အဲ့ coin လေးနဲ့ကျွန်တော်အနေနဲ့သွားပြီးလဲရမှာပေါ့နော်ဒီမှာ mobile ကြီးချက်ဆိုရင် mobile ကြီးချက် magic ချက်ဆိုရင် magic ချက် mobile ကျတဲ့မှာဆိုရင်လည်းအဲ့ coin လေး300 1000အဲ့လိုမျိုးတစ်ခုရလာဆိုရင်ကျွန်တော်တို့အနေနဲ့ဒီမှာကိုယ့်ရဲ့ gain ID ရေးပြီးရင်အောက်မှာ server ID ကိုရေးနော်အဲ့ gain ID မှာကျွန်တော်လွဲလာရပါရေရောမဖြစ်စေနဲ့ပေါ့နော်အဲ့ server ID ကိုဘာလို့လွဲလာရုံဖြစ်စေနဲ့ဘာလို့ဆိုတော့ဒီမှာကျွန်တော်အနေနဲ့အဲ့လိုမျိုး gain ID server ID ရေးလိုက်ပြီဆိုတော့အောက်မှာကျွန်တော်တို့ဒီမှာကိုပြည့်ဆိုတာတွေ့ရမလားအဲ့ဒါကျွန်တော်ရဲ့ in game ကောင်းနော် in game name နော်အဲ့ဘာလို့လဲအဲ့လိုမျိုးဖြည့်လိုက်ပြီဆိုရင်ကျွန်တော်တို့အဲ့အောက်မှာဘာလို့ရဲ့ in game name လေးပေါ်လာပြီကျွန်တော်တို့ကိုယ့်ရဲ့ in game name မဟုတ်ဘူးဆိုရင်ဒါ ID မှားနေလို့ပဲနော်အားကြောင့်မလို့ကျွန်တော်တို့အနေနဲ့ဒီ ID တစ်လုံးမှားတာဖြစ်ဖြစ်နှလုံးမှားတာဖြစ်ဖြစ်အဲ့လိုမမှားစီပါနဲ့ကလို့ကိုယ့်ရဲ့ဆုံးရှုံးမှုတွေဖြစ်သွားမယ်ဆိုရင်လည်းဘာလို့လဲဆုံးရှုံးမှုတွေပါဖြစ်သွားမယ်ဆိုရင်လည်းအဆင်မပြေဘူးเนาะပြန်လည်းမရနိုင်ဘူးเนาะအားကြောင့်မလို့ကျွန်တော်ပို့ပြီးတော့သတိပေးထားတာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ ID ကိုတေချာရေးပါပြီးတော့အောက်ကပေါ်လာတဲ့ user name ကကိုယ့်ရဲ့ user name ဟုတ်လားမဟုတ်လားကိုတေချာစစ်ပါပြီးတော့အောက်က server ID ပါတေချာစစ်ပါစစ်ပြီးရင်ဆိုရင်တော့ကျွန်တော်တို့ဖြည့်မယ်ဒီ diamond ပမာဏကိုကဘယ်လောက်ဖြည့်ချင်တာလဲ50 black 50ဖြည့်မှာလား2စဖြည့်မှာလားဒါမှမဟုတ်အောက်က88လုံး black 8လုံးလို့ဘာလို့အဲ့ package တွေဖြည့်မှာလားဒါမှမဟုတ်ကိုကပဲ weekly pack ပဲဖြည့်မှာလားတခုမဟုတ်တခုရွေးလိုက်ပါကိုဖြည့်မဲ့ဟာကိုရွေးလိုက်အဲ့လိုမျိုးရွေးပြီးပေါ့နော်ရွေးပြီးအဲ့လိုမျိုးရွေးလိုက်ပြီးအမှန်ကြီးလေးချစ်သွားဆိုရင်ကျွန်တော်အောက်ကိုဆွဲလိုက်မယ်
အဲ့လိုကိုကြိုက်တဲ့ဟာတခုရွေးလိုက်ပေါ့နော်ရွေးပြီးမှန်ချစ်ပြီးအောက်ကိုဆွဲလိုက်မယ်အဲ့မှာအဲ့ဆိုရင်ကျွန်တော်တို့ဒီမှာမိုရာစမိုင်းဆိုပြီးတော့အဲ့မှာရှိရပေါ့နော်အဲ့စမိုင်းကွိုင်လေးပေါ့နော်အဲ့စမိုင်းကွိုင်လေးကျွန်တော်ဝယ်ရမယ်ဖြစ်ပါတယ်ကျွန်တော်အနေနဲ့အဲ့စမိုင်းကွိုင်နဲ့ဝယ်မယ်ဆိုတော့ဒီ short သေးလေးပါကြီးရိုက်ပေါ့နော်အောက်မှာဆိုရင်အမှန်ဆိုရင်သူ့ရဲ့ပုံမှန်ဈေးကသူ့ရဲ့ပုံမှန်ဈေးက 62.5 ဟိုဒါဘရာဇီးစမိုင်းကွိုင်ပေါ့နော် 62.5 စမိုင်းကွိုင်နော်အဲ့ဒါကိုကျွန်တော်အနေနဲ့ဒီမှာ 61.5 ပဲကြာတင်မှာပဲဖြစ်ပါတယ် 61.5 ပဲကြာတင်မှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်တို့အနေနဲ့ဒီလို short ဈေးလေးတော့ရမှာပေါ့နော်အဲ့ဒီစမိုင်းကွိုင်နဲ့ဝင်မယ်ဆိုရင်အားကြောင့်ဈေးလည်းတက်တာရဲ့တန်လည်းတန်တယ်ပြီးတော့ကိုယ်တိုင်တိုက်ရိုက်လည်းဝယ်လို့ရတယ်ဆိုတော့ကျွန်တော်အဲ့ဒါကိုပြောချင်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမှာ weekly back ဆိုလို့ weekly back ကိုယ်တိုင်တိုက်ရိုက်ဝယ်လို့ရတယ်ပြီးတော့ကိုယ်တိုင်တိုက်ရိုက်ဝယ်တဲ့အတွက်ကြောင့်အလင်ခံရမှာပဲကြောက်စရာမလိုတော့ဘူးဗျာပြီးတော့ကိုကဒီကဖိလိုက်တာနဲ့ဟိုကတိုင်းဆိုပြီးတော့ဒီ browser ရဲ့အကောင့်တွေကိုတိုက်ရိုက်ဆင်းရရောက်ပြီးသားဖြစ်တဲ့အတွက်အားကြောင့်ဝင်တော့ဒီမှာအောက်မှာဆိုရင်browser ပေါ်လာတော့မသိဘူးเนาะဒီအောက်ဘက်မှာဒီဖြည့်ရဟာလေးရှိရပေါ့နော်ဒီအဲ့စာလေးကိုနှိပ်လိုက်ပြီဆိုရင်အောက်မှာစာလေးရှိရယ်အဲ့စာလေးကိုတစ်ချက်နှိပ်ရမယ်နော်အဲ့ဒါတို့ဒီအောက်မှာဒီမှာမပေါ်ဆိုလဲဗျာ browser ကိုဟိုတွေမပေါ်ဆိုမဲ့ browser ကိုအဲ့လိုမျိုးဝယ်လိုက်ပြီဆိုရင်ဒီမှာဝယ်တဲ့အချိန်ကျရင်ကျွန်တော်တိလာပါလိမ့်မယ်ဒီမှာအဲ့လိုနှိပ်လိုက်ပြီဆိုရင်လေဒီအောက်မှာကျွန်တော်ဒီမှာ screen မပြည့်လို့เนาะဒီမှာ screen ပြရတဲ့ဟာဒီမှာအပြည့်မပေါ်လို့ဖြစ်နေအဲ့ကျွန်တော်ဒီအဲ့လိုမျိုးအမှန်ကြီးလေးချစ်ရပြီဆိုအောက်မှာလေအစိမ်းအောင်စာလေးပေါ်လာလိမ့်မယ်သိလားအဲ့ကိုပေးရမယ်ပေးမှန်ရဲ့ပြီးတော့စိမ်းအောင်စာလေးပေါ်လာအဲ့စိမ်းအောင်စာလေးကိုချက်နှိပ်လိုက်အဲ့လိုနှိပ်လိုက်ပြီဆိုရင်ဘာလို့အနေနဲ့ဒီမှာအဲ့လိုလေးလဲသွားပြီเนาะဒီမှာဒါကကျွန်တော်ဟိုစားဒီစမိုင်းကုတ်စမိုင်းကွိုင်မရှိလို့เนาะဒါစမိုင်းကွိုင်မရှိလို့ကျွန်တော်ထိလို့မရဖြစ်ပါတယ်စမိုင်းကွိုင်ရှိရဆိုရင်အဲ့လိုမျိုးအမှန်ကြီးလေးချစ်ပြီးတော့တိုက်ရိုက်ဘာလို့ရဲ့အကောက်တွေကိုဒိုင်းမွန်ကတိုက်ရိုက်ရောက်တော့မှာဖြစ်ပါတယ်အဲ့တော့ဘာမှတော့ပူစရာမလိုဘူးပေါ့နော်ဒီကယုံကြည်ရစိတ်ချရဲပြီးတော့ကိုယ်တိုင်လီယို sorry အဲ့လိုမျိုးကိုယ်တိုင်လည်းပြီးတော့အဲ့လိုလုပ်လို့အဆင်ပြေရပေါ့နော်ပြောပြချင်တာအားကြောင့်မလို့ကျွန်တော်အနေနဲ့ဒီမှာဆိုရင်ဘာလို့လင်ခမ်းမှာပဲကြောက်စရာမလိုတော့ဘူးပြီးတော့ကျွန်တော်ရှိမှလည်းအဲ့လိုမျိုး smile code တို့ဘာလို့အနေနဲ့စီ smile code တွေပါဘယ်ကဝယ်ရမှမသိဘူးဆိုရင်ပြောပြတာပါဘာလို့ရှားဆဲလာရလဲဝယ်လို့လည်းရတယ်ပြီးရင်တောင်မှကျွန်တော်ရှိမှလည်းယုံကြည်စိတ်ချတာနဲ့လာရောက်ဝယ်ယူလို့အားပေးလို့ရတယ် smile code လည်းရတယ်ကျွန်တော်ရှိမှဒီ diamond တွေလည်းဖြည့်လို့ရတယ်ရှားအားရအများကြီးရှိရပေါ့နော်ကျွန်တော်ဒီမှာ smile code လည်းဝယ်လို့ရတယ်ပြီးတော့ diamond လည်းဖြည့်လို့ရတယ်ပြီးတော့ဒီအကောက်အလဲထက်တွေပါလေလုတ်ချင်နေဆိုရင်အကောက်အလဲထက်တွေ fat sorry အကောက်ရောင်းလဲထက်တော့မရသေးဘူးဗျကျွန်တော်ဒီမှာအကောက်ရောင်းဝယ်ပါဒီလုတ်ချင်နေဆိုရင်လည်းကျွန်တော်ဒီမှာလာလို့ရရเนาะကျွန်တော်ဒီအကောက်တွေကိုကျွန်တော်ဈေးကောင်းပေးပြီးတော့လည်းကျွန်တော်ကောက်ပေးနေရယ်အားကြောင့်မလို့ brother ကိုကောက်ရောင်းချင်တာပဲဖြစ်ဖြစ်ဗာဖြစ်ဖြစ်ကျွန်တော်ရှိကိုလာလို့ရတယ် diamond ဝယ်ချင်တာပဲဖြစ်ဖြစ် smile code ဝယ်ချင်တာပဲကျွန်တော်ရဲ့ဒီ Telegram channel လေးကိုလာရောက်အားပေးလို့ရတယ်ကျွန်တော်ဒီ Telegram channel လေးပေးထားမယ်เนาะအဲ Telegram user name လေးကိုနှိပ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကိုရှာပြီးတော့လာခဲ့လို့လာပြီးအားပေးလို့ရပါတယ်ဟုတ်ကဲ့ပါဒီဘာလို့အနေနဲ့ဒီပြီးတော့အလိမ်မခံဖို့လေကျွန်တော်အထူး view ပြုစေခြင်းနဲ့ပေါ့နော်အခုခေတ်ထဲမှာ online ခေတ် social media ခေတ်ထဲမှာကျွန်တော်အလိမ်ညာရပေါ်တဲ့အတွက်ဘာလို့အတွက်တကယ်ယုံကြည်စိတ်ချရတဲ့ကြားရဲ့လူဟိုတာကျွန်တော်ယုံကြည်ဖို့အတွက်တိုက်တွန်းအပ်ပါတယ်ပြီးတော့ကျွန်တော်ရှိမှလာဝယ်မယ်ဆိုတော့ကျွန်တော်အနေနဲ့တရားခဏအာမခံခြင်းအပြည့်ပေးပါတယ်အားကြောင့်လို့ပေါ့နော်ဒီဘရာအနေနဲ့ဒီအထဲမှာဆိုရင်ဘာလို့ဘရာဇီးတို့တော့မဖြစ်မနေပြောင်းထားလို့လိုရနော်ဒီတချို့ဘရာသာတွေမသိအားကျွန်တော်သိအောင်ပြောပြလိုက်မယ်နော်ဒီတချို့အဲ့လိုစိတ်အနေချင်းလေးထည့်ချင်တာတော့ဘာလို့ဆိုရင်ဒီဖလပိုင်ထဲမှာထည့်လို့ရသေးလားအဲ့လိုဖလပိုင်အလန်ထဲမှာကျွန်တော်ဖလပိုင်အလန်ရှိရဗျာအဲ့လိုကျောင်းနေတော့သုံးမြတော့ကျွန်တော်ဘရာဇီးပဲရှိရဗျာကျွန်တော်ဘရာဇီးပဲသုံးစီခြင်းတယ်ဘရာဇီးကဘာလို့ဈေးလဲတန်နေပြီးတော့သုံးလဲများတယ်အဲ့ကြောင့်မလို့ဘရာဇီးပဲသုံးစီခြင်းတယ်ပေါ့နော်ဘရာဇီးကြီးကတော်တော်များများအသုံးပြုကြတယ်အဲ့လိုမျိုးဒါပေမဲ့တချို့ရောက်လဲအဲ့လိုမျိုးတင်မှာpromo ခုလိုမျိုး promo တိုင်းပေါင်းကားလိုက်ပိုင်းမှာစိန်ဆက်တလုံးလို့ဘာလို့အဲ့လိုမျိုးနဲချင်းလေးဖြစ်နေတာဆိုရင်ဒီ Philippine နဲ့ကြောင်ကောင်းနေဗျာ Philippine ထဲမှာကြောင်ဒီ Philippine အလန်လေးကိုချိန်လိုက်မယ်ဆိုရင်ကျွန်တော်အနေနဲ့ဒီအဲ့မှာ mobile ကြီးတွေရှာလိုက်မယ်နော် Okay တွေ့ဒီ mobile ကြီးတွေကိုတစ်ချက်နှိပ်လိုက်အဲ့ဒါ Philippine လန်ပြောင်းတာနော်အဲ့ဒါဆိုဒီမှာကျွန်တော်အနေနဲ့ဒီမှာ
17လုံး10ပိုင်းတင်လို့17လုံးလို့ဒီမှာ22လုံးလို့เนาะအဲ့လို56လုံးလို့ဘာလို့အဲ့လိုအသေးမွားလေးကျွန်တော်တို့နေဒိုင်းမွန်းလေးလည်းဖြည့်လို့ရတယ်ပရိုမိုဒိုင်းမွန်းကာလာမှာကျွန်တော်တို့အနေနဲ့ဒိုင်းမွန်းအများကြီးမဖြည့်ချင်ဘူးဆိုလေအဲ့လိုမျိုးလေးဖြည့်လို့ရတယ်ပေါ့နော်ဒါကတော့ဖလက်ပိုင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ဖလက်ပိုင်းမှာဆိုတော့အဲ့တစ်ချက်တော့အားသာချက်ရှိရဲဒါပေမဲ့ဘရာဇီးမှာဆိုတော့ဘရာဇီးကပို့ပြီးတော့တန်နေပေါ့နော်အဲ့လိုဒါပေမဲ့တော့ကျွန်တော်တစ်ခုပြောချင်တာဒီဘရာသာတို့ကဘရာဇီးကွိုင်ဝယ်ထားပြီးတော့ဒီဖလက်ပိုင်းအလံပြောင်းထိုင်ကျွန်တော်တို့သုံးလို့မရအောင်နော်ကျွန်တော်အဲ့ဒါကိုကြိုပြောချင်တာနော်ဘရာဇီးကွိုင်ဝယ်ထားရဆိုရင်ကျွန်တော်တို့အနေနဲ့ဘရာဇီးကွိုင်ပဲသုံးလို့ရမယ်ဖလက်ပိုင်းကွိုင်ဝယ်ထားမှဆိုရင်ကျွန်တော်ဘရာဇီးအနေနဲ့ဖလက်ပိုင်းအလံပြောင်းပြီးတော့မှသုံးလို့ရမယ်နော်အဲ့ဒါပဲပြောချင်တာဒီကျွန်တော်တို့အနေနဲ့တကယ်လို့ဖလက်ပိုင်းမှာဆိုလဲတူတူပဲအဲ့လိုမျိုးကျွန်တော်တို့ဝင်လိုက်ပြီးရင်ဒီမှာဒီဖလက်ပိုင်းကုတ်ဝယ်လိုက်ပေါ့နော်300ကုတ်လို့1000ကုတ်လို့ဖလက်ပိုင်းကုတ်လေးဝယ်လိုက်ဝယ်ပြီးရင်ဒီမှာactivation code ဆိုပြီးတော့အဲ့မှာနှိပ်ပြီးဒီမှာကျွန်တော်တို့အနေနဲ့ဒီမှာသူတို့ဝယ်လာတဲ့ကုတ်တွေကိုကျွန်တော်ထည့်လိုက်မယ်ဆိုရင်အဲ့မှာဖလက်ပိုင်းကွိုင်ရောက်သွားပြီပေါ့နော်ဒီစမိုင်းကွိုင်မှာဖလက်ပိုင်းကွိုင်ပေါ့နော်အဲ့စာလေးကိုကျွန်တော်တို့ရှောက်သွားမှာပဲဖြစ်ပါတယ်ဒီမှာအပေါ်မှာဆိုလဲကျွန်တော်ဒီမှာပြထားရပေါ့နော်ဒီမှာသူပြထားရှိရဲဒီမှာဖလက်ပိုင်းမှာဆို0ကျွန်တော်ဘရာဇီးမှာဆို26ကွိုင်ရှိရပေါ့နော်26.6ကွိုင်ရှိရပေါ့နော်အဲ့လိုပေါ့နော်ကျွန်တော်ကွိုင်မတူရင်လည်းကျွန်တော်ဝယ်လို့ရမှာမဟုတ်ပါဘူးအားကြောင့်မလို့ဒီကိုဝယ်ထားတဲ့ကွိုင်နဲ့ပြီးတော့အလံကလည်းကိုဝယ်ထားတဲ့အလံပြောင်းထားမှကျွန်တော်အနေနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုတော့တကယ်ထူဂရုပြုစေချင်ပါတယ်ပေါ့နော်တကယ်ကြမှားပြီးတော့ဘာလို့ဝယ်မရလဲဖြစ်နေမှာဆိုလို့ကျွန်တော်ကြိုးပြီးပြောတာပါဘရာဇီးအလံပြောင်းထားမှဘရာဇီးကွိုင်နဲ့ဝယ်လို့ရတာပါဘရာအနေနဲ့ဖလက်ပိုင်းကွိုင်နဲ့ဖလက်ပိုင်းအလံပြောင်းထားမှဝယ်လို့ရဖြစ်ပါတယ်ဒီမျိုးကိုတကယ်လို့ဆယ်လာရှိရဝယ်မယ်ဆိုရင်လည်းဘရာဇီးကွိုင်ဖြစ်ဖြစ်အဲ့လိုဘရာဇီးကွိုင်ဆိုဘရာဇီးကွိုင်ဖလက်ပိုင်းကွိုင်ဆိုရင်ဖလက်ပိုင်းကွိုင်အဲ့လိုမျိုးပြောပေါ့နော်ဝယ်ပေါ့နော်ဖလက်ပိုင်းကုတ်ဘလောက်လဲဘရာဇီးကုတ်ဘလောက်အဲ့လိုမျိုးပြောပြီးတော့ဝယ်ဖို့ကျွန်တော်အကြံပြုချင်ပါတယ်အဲ့မှာကျွန်တော်တို့အနေနဲ့ဒီမှာလာရောက်ပြီးတော့ကိုရဒီဘရာဇီးအလံလေးကိုပြောင်းလိုက်ပြီးတော့ဘရာဇီးကွိုင်ဆိုရင်ဘရာဇီးလံပြောင်းပြီးရင်ဒီမှာလာဝယ်လို့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်အနေနဲ့ဒီမှာဆိုရင်ပြီးတော့ဒီမှာ magic chat တို့1 year တို့အများကြီးရှိရပါတော့အဲ့လိုမျိုးကိုယ်တိုင်ကိုရတိုက်ရိုက်ဝင်ရတဲ့အတွက်ယုံကြည်စိတ်ချရမှာလည်းဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပြောချင်တာကကျွန်တော်ရှိမှလဲဒီ smile code တို့အဲ့လို smile code တို့ diamond တို့ပြီးတော့တခြားgame အနေနဲ့ဖြစ်ဖြစ်အဲ့လိုမျိုး UC တို့ diamond တို့ပြီးတော့ smile code တွေလို့ပြီးတော့ဒီမှာ game အကောက်တွေပါရောင်းနေတာဖြစ်ဖြစ်ကျွန်တော်ရှိမှယုံကြည်စိတ်ချစွာလာရောက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ရဲ့ Telegram channel လေးပေးထားမှာเนาะကျွန်တော် Telegram channel လေးမှာကျွန်တော် browser ကိုမသိကျင်တာ fuck sorry ဗျာကျွန်တော်စကားရည်ထစ်ကုန်ပါကျွန်တော်ဒီကလို့ကျွန်တော်ရဲ့ Telegram channel မှာကျွန်တော် browser ကိုမသိရလေးရှိရဆိုရင်ကျွန်တော် Telegram channel မှာအသေးစိတ်လာရောက်မေးမြန်းလို့ရပါတယ်ပြီးတော့ဒီလိုမျိုးပေါ့เนาะကိုကဒီဆယ်လာတယောက်အနေနဲ့ဒီမားတွေကိုစမိုင်းကုတ်တွေထုတ်ပြီးတော့ရောင်းကျင်တယ်ပြီးတော့ကိုလည်းပို့ပြီးဈေးတဲ့တက်တာနဲ့လည်းလိုချင်တယ်ပြီးတော့သူများတွေကိုစမိုင်းကုတ်ထုတ်ပြီးအမျက်တွေရှာကျင်နေဆိုရင်အဲ့လိုမျိုးစမိုင်းကုတ်ထုတ်တဲ့သင်တန်းလေးကိုကျွန်တော်အနေနဲ့ဖွင့်ထားပေးဖို့ရှိပါတယ်အားကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel မှာ brother တို့အနေနဲ့သိကျင်တာရှိရင်အကုန်လုံးအသေးစိတ်လာရောက်မေးမြန်းဖို့ကျွန်တော်တိုက်တွန်းအပ်ပါတယ်ပေါ့နော်အဲ့မှာလည်းကျွန်တော်ရှင်းပြလို့ရမှာပေါ့နော်အသေးစိတ်ရှင်းပြလို့အားကြောင့်မို့လို့ကျွန်တော်ရဲ့ Telegram channel လေးမှာဒါတို့လာပြီးတော့အကုန်သိကျင်တာရှိမေးလို့ရတယ်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ Telegram လေးကိုတော့ရှိဖို့တော့လိုရမှာပေါ့နော်မဖြစ်မနေပေါ့နော်ဒီ Telegram အားပြီးတော့ပဲ browser အနေနဲ့ဒီ smart code တွေဘာတွေဆယ်လာရှိရပြီးတော့ဝယ်လို့ရမှာကျွန်တော်ရှိမှလည်းလာရောက်ပြီးတော့မေးလို့ရမှာဖြစ်ပါတယ်Telegram အားပြီးတော့ပဲကျွန်တော် browser အနေနဲ့Telegram ကကျွန်တော်ရဲ့အကောင့်ကိုလာရောက်ပြီးတော့ user name လေးရတချင်းစာပြီးတော့ကျွန်တော်ရှိမှအကုန်မေးလို့ရတယ်ပေါ့နော်ပြီးတော့ဒီ browser အနေနဲ့ဒီ game အကောင့်တွေကိုဒီမှာအယောင်းဝယ်လုပ်ချင်တဲ့လူတွေဒီ game အားပြီးတော့ပတ်စံရှာချင်တဲ့လူငယ်လေးရဲ့အတွက်ပြီးတော့ဒီမှာ game အကောင့်တွေကိုဘယ်လိုကောက်ရမလဲပြီးတော့ game ရဲ့ setting ပိုင်းဆိုင်ရာတွေပြီးရင်နောက်ထပ်ဒီ skin တွေကိုဒီမှာဘယ်လိုဈေးဖြတ်ရမလဲဘယ် skin တွေကဘယ်လောက်တန်ဖိုးရှိလဲဘယ်အကောင့်တွေကိုဘယ်လိုဈေးဖြတ်ပြီးတော့ဝယ်ရမလဲဘယ်လောက်ဈေးတင်ပြန်ရောက်ရမလဲဆိုတော့အသေးစိတ်ကိုဘယ်လိုအတွက်ကျွန်တော်တင်တန်းလေးတစ်ခုရှိပါတယ် icon အကောင့်အရောင်းဝယ်တင်တန်းလေးရှိပါတယ်ဘာလို့ဒီလိုမျိုး game အကောင့်ရောင်းဝယ်လုပ်ချင်တဲ့လူတွေအတွက်လည်းကျွန်တော်တင်တန်းလေးတစ်ခုဖွင့်ထားပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်ရဲ့ Telegram channel မှာအသေးစိတ်လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ကိုပြည့်ပဲဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာလည်းကျွန်တော်အနေနဲ့ဒီ
ပြောင်းအတွက်ဒီသိကျင်လာရေးဟိုပို့ပြီးတော့ကောင်းတဲ့ content အနေနဲ့လာရောက်ဖို့ရှိပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ဒီနောက်ဗီဒီယိုမှာလည်းကျွန်တော်တင်မှာဒါတော့ဒီလို knowledge sharing တွေပါတယ်လေကျွန်တော်ဆက်ပြီးတော့တင်သွားဖို့ရှိပါတယ်အားကြောင့်လို့ကျွန်တော်အားပေးကြပါအောင်လို့ကျွန်တော်မေတ္တာရက်ခံပါတယ်ကျွန်တော်ရဲ့ဒီ YouTube channel လေးကိုလည်း subscribe လေးနဲ့ပြီးတော့ like လေးတစ်ချက်စီလောက်နှိပ်သွားပြဖို့လည်းကျွန်တော်တောင်းဆိုအပ်ပါတယ်ကျွန်တော်ရဲ့ဒီတင်နန်းပိုင်းဆိုင်ရာတို့ပြီးတော့ဒီ smile code ဝယ်ချင်တာတို့ diamond ဝယ်ချင်တာတို့ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ Telegram channel မှာအသေးစိတ်လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ကျွန်တော်အကုန်လုံးကိုတစ်ခုမှချမ်းကျွန်တော်သိသမျှအကုန်လုံးဖြည့်ပေးပါမယ်ပြီးတော့ကျွန်တော် brother တို့မသိရရေးမရှင်းတာရှိရင်ကျွန်တော်ရဲ့ Telegram channel မှာလာပြီးတော့မေးလို့ရပါတယ်ဘာမှအာမနာစတဲ့လာပြီးမေးလို့ရပါတယ်ကျွန်တော်ဘယ်အချိန်ဖြစ်ဖြစ်ကျွန်တော် line ပေါ်မှာရှိတဲ့အချိန်ကကျွန်တော်အကုန်လုံးကိုပြန်ပြီးတော့ဖြည့်ပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်နောက်တဲ့ဗီဒီယိုတွေမှာကျွန်တော်ဒီလိုမျိုး knowledge sharing တွေတို့ပြီးတော့ဒီ game နဲ့ပတ်သက်တဲ့ဟာတွေပါကျွန်တော်တင်သွားဖို့ရှိပါတယ်အဲကြောင့်မျိုးဆက်လက်ပြီးတော့အားပေးဖို့လည်းကျွန်တော်ညှော်လင့်ပါတယ်ပြီးတော့ဒီလိုမျိုး swine code ဝယ်ချင်တာတွေပါရှိရင်လည်းကျွန်တော်ရှိကိုယုံကြည်စိတ်ထားစွာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ပေါ့နော်တင်နန်းနဲ့ပတ်သက်တဲ့ဟာလေးတွေလည်းကျွန်တော်သိကျင်တယ်ဆိုရင်ကျွန်တော်ရှိကိုလာပြီးတော့မေးမြန်းလို့ရပါတယ်တင်နန်းနဲ့ပတ်သက်တဲ့အကြောင်းအရာလေးလည်းသိကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ Telegram channel မှာပဲအကုန်လုံးရှိပါတယ်ကျွန်တော်ရဲ့အဓိကတော့ကျွန်တော်အရှိကြီးမပြောချင်တော့ဘူးပဲကျွန်တော်ရဲ့ဒီ Telegram channel လေး user name လေးပေးထားမယ်ပေါ့နော်အဲ့ Telegram channel လေးကိုပဲကျွန်တော်အနေနဲ့တိုက်ရိုက်လာခဲ့ဖို့ပြောချင်ပါတယ်ဘာလို့ဆိုတော့အဲ့ Telegram channel မှာဘာလို့သိကျင်တာရောဘာလို့မသိသေးတာရောအကုန်လုံးရှိတာမလို့ကျွန်တော်ရှိကိုအဲ့လိုတိုက်ရိုက်လာပြီးတော့မေးလို့ရပါတယ်ကျွန်တော် Telegram channel မှာပေါ့ဒီ Telegram account လေးပေါ့နော်ဒီ user name လေးပြထားမယ်ဒီ Telegram account လေးရပြီးတော့ကျွန်တော်တစ်ချက်ကျွန်တော်ရှိကိုတိုက်ရိုက်လာပြီးတော့မေးလို့ရပါတယ်ဒါကျွန်တော်ရဲ့ Telegram account လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုကဒီလောက်ပါပဲ bye